အားလုံးပဲမင်္ဂလာပါအရှိုင်းဒီနေ့မှာတော့အရှိုင်းရဲ့အချစ်တော်ဒီဆိုင်ကယ်လေးနဲ့အားလုံးကိုမိတ်ဆက်ပေးရှင်ပါတယ်ခင်ဗျာဒီဆိုင်ကယ်မှာပေါ့နော်အခြားဆိုင်ကယ်နဲ့မတူတဲ့အားသာချက်တွေအများကြီးရှိရဲ့အဲ့ဒီထဲမှာအရှိုင်းကလေအကြမ်းဖြင့်အချက်၃ချက်နဲ့အားလုံးကိုပြောပြသွားမှာပေါ့နော်ပထမဦးဆုံးအချက်အနေနဲ့ဒီဆိုင်ကယ်ရဲ့အားသာချက်ကဘာလဲဆိုရင်ကတော့နော်တခြားဆိုင်ကယ်ဆိုတော့တောင်ဆင်းပြီးဆိုရင် brain မမိမှာတော့အရန်ပူရလေဒီဆိုင်ကယ်မှာအဲ့အတွက်ဘာမှပူရှာမလို့တာဘာဖြစ်လို့လဲဆိုတော့လေဒီဆိုင်ကယ်မှာအရှိ break ကောနောက် break ကောမပါဘူးပေါ့နော်အဲ့တော့တောင်ဆင်းမဲ့ဆိုရင် break လည်းညှစ်ဆရာမလို့ဘာဖြစ်လဲဆိုတော့ break ပါမပါတော့ဟုတ်တယ်မလားအဲ့ဒါလည်းဒီဆိုင်ကယ်အားသာချက်တစ်ခုပဲနောက်ဒုတိယအချက်အနေနဲ့ဒီဆိုင်ကယ်အားသာချက်ပါလဲဆိုတော့ခွန်းလည်းလုံးဝမရှိဘူးအဲ့အတွက်ကြောင့်မို့ကိုယ့်ဘက်ကတီးရင်တီးကိုယ့်ဘက်ကမရဘူးဆိုရင်သူညာဘက်ကတီးရင်တီးမတီးလို့ရှိရင်တစ်ခါကျတော့တိုက်မိရပါတော့နော်အဲ့အတွက်ကြောင့်မို့ဒီဆိုင်ကယ်အားသာချက်ဒုတိယအနေနဲ့ခွန်းမပါဘူးတတိယအချက်အနေနဲ့ပါလဲဆိုတော့ဒီဆိုင်ကယ်မှာမီးလုံးဝမပါဘူးစကနေမီးလုံးဝမပါဘူးဘယ်ကိုညာကိုလာလှုပ်လို့မရဘူးမီးလည်းထွန်းလို့မရဘူးတခါညညကြတော့တိုက်မိပါတယ်အဲ့အတွက်ကြောင့်မို့တက်မိတော့ဆောင်ထားရပါတယ်အဲ့ဒါတော့ဒီဆိုင်ကယ်အားတက်ချက်လေးပေါ့နော်ဒီဆိုင်ကယ်လေးကိုကြိုက်တယ်ဆိုရင်ဈေးလေးလည်းပြီးသွားလို့ရပါတယ်ခင်ဗျာဒီဆိုင်ကယ်လေးကရောင်းပါမယ်ခင်ဗျာကျွန်တော်ကအရန်ကြိုက်လွန်းလို့ဆိုင်ကယ်ဖြစ်တဲ့အတွက်ကြောင့်အရန်ချစ်ပါတယ်ဒီဆိုင်ကယ်လေးအမတရားတွေလည်းအများကြီးရှိပါတယ်အဲ့အတွက်ကြောင့်ဒီဆိုင်ကယ်လေးကိုအားပေးချင်တယ်ဆိုရင်ဈေးနှုန်းလေးရေးသွားပြီးလို့ရပါတယ်အားလုံးချစ်တဲ့အားပါ